ကြားနဲ့ချင်းသိဘသူကတောဘရင်အစစ်အမှန်လဲဒီမေကွန်းဟာရာစုနှစ်ပေါင်းများစွာတိုင်အောင်တောရိုင်းတိရစ္ဆာန်ဝါသနာရှင်တွေသိပ္ပံပညာရှင်တွေနဲ့တဘာဝတရားကိုချစ်မြတ်လို့သူတွေကြားမှာအမြဲတမ်းညှင်းခုန်ဆွေးနွေးလာခဲ့ကြတဲ့ခေါင်းစဉ်တစ်ခုပါဒီနေ့တော့ကျွန်တော်တို့နဲ့အတူဒီကြောက်မက်ဖွယ်ကောင်းတဲ့တာရဲကြီးနှစ်ကောင်ရဲ့အဆုံးစွန်ထိတ်တိုက်တွေ့ဆုံမှုကိုအသေးစိတ်လေ့လာဆန်းစစ်ကြည့်ကြပါမယ်ဒီအစီအစဉ်မှာတော့သူတို့ရဲ့အရွယ်စားကိုလေးချိန်အမဲလိုက်မီစနစ်တိုက်ခိုက်ရေးစွမ်းရည်ညံရင်ညံသွေးနဲ့တခြားစိတ်ဝင်စားစရာအချက်လက်တွေကိုနှိုင်းယှဉ်ပြသသွားမှာပါဒီအစီအစဉ်ဆုံးမှာပရိသတ်တို့အနေနဲ့သိပ္ပံနည်းကျအထောက်ထားတွေကိုကောင်းကောင်းနားလည်သွားမှသိချပါတယ်ဒါအပြင်ချင်းသေးနဲ့ကြားရဲ့အားသာချက်အားနည်းချက်တွေကိုရှင်းရှင်းလင်းလင်းသိမြင်စေမဲ့လက်တွေ့ကဘာကတွေးရှိချက်တွေကိုပါတင်ဆက်ပေးသွားမှာပါကဲတရိษံဘရင်တွေရဲ့တိုက်ပွဲကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့သူတို့ကျက်စားရာပတ်ဝန်းကျင်ကိုကြည့်လိုက်ရအောင်ပါချင်းသေးတွေဟာအာဖရိကတိုက်ဆာဟာရာတောင်ပိုင်းနဲ့အာရှတိုက်ရဲ့အချို့နေရာတွေကကျေပြန့်တဲ့ဆာဗာနာမြက်ခင်းပြင်တွေမှာနေထိုင်ကြပါတယ်တစ်ဖက်မှာတော့ကြားတွေကအိန္ဒိယကနေရုရှားအထိအာရှတိုက်ရဲ့တိတ်တဲတဲ့တောအုပ်တွေဒီရီတောတွေနောက်ဆုံးနှင်းတွေဖုံးနေတဲ့ဒေသတွေအထိရှင်သန်နိုင်ကြပါတယ်ဒီလိုကွဲပြားတဲ့ပတ်ဝန်းကျင်တွေကပဲသူတို့အပေါ်တိတိတတ်တာလွှမ်းမိုးနေပါတယ်သူတို့တကောင်ချင်းစီရဲ့အမဲလိုက်ပုံစံတွေရှင်သန်ရဲ့ဒီပုံတွေနဲ့လူမှုဆက်ဆံရေးတွေကိုဒီပတ်ဝန်းကျင်တွေကပဲပုံဖော်ပေးလိုက်တာပါချင်းသေးတွေကကွင်းပြင်ကျဲကြီးတွေမှာအဖွဲလိုက်ပူးပေါင်းဆောင်ရွက်ပြီးအကျိုးကျေးဇူးရရှိချိန်မှာကြားတွေကတော့တောထူထဲမှာတကိုးတော်နေထိုင်ရင်တိတ်တဆိတ်ချောင်းမြောင်းတိုက်ခိုက်တဲ့နေရာမှာအလွန်ထူးချွန်ပြီးမွေးရပါအားသာချက်ရှိနေပါတယ်ခန္ဓာကိုယ်အရွယ်စားနဲ့ကြွက်သားထုကိုရှင်ကြည့်မယ်ဆိုရင်တော့ကြားတွေကအသာစီးရသွားတာကိုတွေ့ရမှာပါကြားတွေဟာကမ္ဘာပေါ်မှာအကြီးဆုံးကြောင်မျိုးစိတ်ဝင်တွေဖြစ်ပါတယ်အထူးသဖြင့်စိုက်ဘေးရီးယားကြားတွေဟာကြားမျိုးစိတ်အားလုံးထဲမှာအကြီးဆုံးပါပဲစိုက်ဘေးရီးယားကြားအထိတကောင်ဟာအမြင့်ပါဝင်7ပေနီးနီးရှိနိုင်ပြီးကိုလေးချိန်ပေါင်450ကနေ900အထိရှိနိုင်ပါတယ်ကြားမတွေကတော့ပိုသေးပြီးအရှိ8ပေနဲ့ကိုလေးချိန်ပေါင်200ကနေ350အထိရှိတတ်ပါတယ်မှတ်တမ်းတင်ထားတဲ့အကြီးဆုံးကြားကတော့ပိုတောင်အံ့ဩဖို့ကောင်းပါသေးတယ်အမေရိကန်တရိษံတင်နန်းဆရာတဦးပိုင်ဆိုင်တဲ့ Jeffrey အမည်ရစိုက်ဘေးရီးယားကြားထိဟာ1986ခုနှစ်အသက်9နှစ်အရွယ်မှာနှာခေါင်းကနေအမီးဖျားအထိ10ပေ7လက်မရှိပြီးကိုလေးချိန်ပေါင်930ကျော်ရှိခဲ့ပါတယ်အရွယ်ရောက်ပြီးသားချင်းသေးထီတကောင်ကတော့အမီးပါဝင်ခန္ဓာကိုယ်အရှိ6ပေကနေ10ပေလောက်ထိရှိပါတယ်ပခုံးအမြင့်ကတော့4ပေနီးပါးရှိပြီးကိုလေးချိန်ကပေါင်390ကနေ900ကြားရှိပါတယ်ချင်းသေးမတွေကတော့ဒီထက်ပိုသေးပြီးကိုလေးချိန်ပေါင်165ကနေ400ကြားပဲရှိပါတယ်နောက်တစ်ချက်ကတော့ကြိုက်အားပါဒီနေရာမှာလဲကြားကပဲတာလုံးနေပြန်ပါတယ်ကြားတစ်ကောင်ရဲ့ကြိုက်အားဟာတစတူရန်လက်မောက်ကိုပေါင်1050လောက်ရှိပြီးချင်းသေးရဲ့650ကနေ1000 PSI ကိုကျော်လွန်နေပါတယ်ဒီလိုပိုအားပြင်းတဲ့ဖိအားကြောင့်ကြားတွေဟာရိုးတွေကိုချိတ်ချနိုင်တယ်လို့သိစေနိုင်တဲ့လဲမျိုးကိုက်ချက်တွေကိုပိုပြီးထိထိရောက်ရောက်လှုပ်ဆောင်နိုင်ပါတယ်သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ထုနဲ့ကြွသားသိပ်ပြီးစားတွေပေါင်းဆက်လိုက်တဲ့အခါကြားတွေဟာအင်မတန်အားပြင်းတဲ့ရိုက်ချက်တွေကိုပိုင်ဆိုင်လာပါတယ်ဒါကြောင့်ကြားတွေဟာကိုယ်တမာယုံတွေမကပဲအနီးကပ်တိုက်ခိုက်ရမှာလဲအလွန်အန္တရာယ်များတဲ့သားရဲတွေဖြစ်လာစေပါတယ်ချင်းသေးတွေရဲ့အမဲလိုက်ပုံကတော့ဒါနဲ့လုံးဝကိုစန့်ကျင်ဘက်ပါသူတို့ဟာအဖွဲလိုက်ပူပေါင်းပြီးတောရိုင်းတိရစ္ဆာန်ကြီးတွေဒါမှမဟုတ်ကျွဲတွေလိုကြီးမားတဲ့သားကောင်တွေကိုအတူတကွနှိမ်နှင်းလေးရှိပါတယ်ဒီလိုပူပေါင်းဆောင်ရွက်တဲ့ညီကူဟာကြောင့်သူတို့ဟာကိုယ့်ထက်အဆများစွာကြီးတဲ့သားကောင်တွေကိုဝိုင်းပြီးအားကုန်အောင်လုပ်ကအနိုင်ယူနိုင်ကြတာဖြစ်ပါတယ်တစ်ဖက်မှာတော့ကြားတွေကတကောင်နဲ့ချောင်းမြောင်းတိုက်ခိုက်လေးရှိပါတယ်သားကောင်ကိုအပိုင်ကျုံနိုင်မဲ့အကွာဝေးရောက်တဲ့အထိတောထူထဲမှာတိတ်တဆိတ်ချင်းကပ်သွားလေးရှိပါတယ်အဲ့ဒီနောက်မှာတော့သမင်တောဝက်ဒါမှမဟုတ်စင်ငယ်လေးတွေကိုပောက်ကွဲအားပြင်းနဲ့ခုံအုပ်ပြီးအဆုံးသတ်လိုက်တာပါပဲအမဲလိုက်ပုံစံတွေလိုပဲသူတို့ရဲ့လူမှုဘဝပုံစံတွေကလည်းကွဲပြားပါတယ်ချင်းသေးတွေဟာအုပ်စုဖွဲ့နေထိုင်ကြပြီးအများအားဖြင့်သွေးသားတော်ဆက်တဲ့ချင်းသေးမတွေသူတို့ရဲ့သားသမီးတွေနဲ့ဩဇာအကြီးဆုံးအထီးနှင်းငယ်ပါဝင်ပါတယ်
ဒီလိုဖွဲ့စည်းပုံကသားသမီးတွေကိုအတူတကွပြုစုပြောထောင်ဖို့အတူတကွအမဲလိုက်ဖို့နဲ့နယ်မြေကိုကာကွယ်ဖို့အတွက်အလွန်အဆင်ပြေစေပြီးချင်းသေးတွေကိုကျွမ်းကျင်တဲ့အုပ်စုဖွဲ့တိရစ္ဆာန်တွေဖြစ်စေပါတယ်။ကြားတွေကတော့ပြင်းထန်တဲ့နယ်မြေပိုင်ဆိုင်လိုစိတ်နဲ့တကောင်တည်းနေထိုင်တတ်တဲ့အပြုအမူကိုပြသပါတယ်။ကြားကြီးတကောင်ဟာစတူယန်ကီလိုမီတာ100အထိကျယ်တဲ့နယ်မြေကိုပိုင်ဆိုင်နိုင်ပြီးစီခြေသေးရာအတန်ပေးခြင်းတွေနဲ့နယ်နိမိတ်သတ်မှတ်လေးရှိပါတယ်။နေထိုင်ရာပတ်ဝန်းကျင်မတူတဲ့အတွက်တောရိုင်းထဲမှာကြားနဲ့ချင်းသေးထိတ်တိုက်တွေ့ဖို့ဆိုတာရှားပါပါတယ်။ဒါပေမဲ့တမိုင်းတစ်လျှောက်မှာတော့သူတို့နှစ်ကောင်တိုက်ခိုက်ခဲ့တဲ့မှတ်တမ်းတွေရှိခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေရဲ့ရလဒ်ကတော့ကြားတွေကအနိုင်ရလေးရှိခဲ့ပါတယ်။အဓိကအကြောင်းရင်းကတော့သူတို့ရဲ့ပိုပြင်းထန်တဲ့ရန်လိုမှုတွက်လက်မှုနဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ကြောင့်ပါပဲ။လင်မြန်တဲ့တိုက်ခိုက်နိုင်စွမ်းရည်နာကျင်မှုကိုပိုပြီးခံနိုင်ရရှိခြင်းနဲ့ရန်လိုတဲ့စိတ်ထားတွေကတကောင်ချင်းတိုက်ခိုက်ရမှာကြားတွေကိုထူးခြားတဲ့အားသာချက်တွေပေးစွမ်းပါတယ်။အမြန်နှုန်းမှာတော့ချင်းသေးကတနာရီကိုကီလိုမီတာ80အထိအရှိန်နဲ့အချိန်တို့အတွင်းပြေးနိုင်တဲ့အတွက်ထူးချွန်တဲ့အပြေးသမားတွေပါဒါပေမဲ့ကြံ့ခိုင်တွက်လက်မှုမှာတော့ကြားကိုမမီပါဘူး။ကြားတွေမှာရှုပ်ထွေးတဲ့မြေမျက်နှာသွင်းပြင်းတွေကိုတွာလာနိုင်ပြီးအန်နီရကနေရှောင်တိန်နိုင်တဲ့ထူးခြားတဲ့စွမ်းရည်တွေရှိပါတယ်။သူတို့ဟာအလျားလိုက်9မီတာအထိခုန်နိုင်တယ်လို့တစ်ပင်တွေကိုလည်းအလွယ်တကူတက်နိုင်ပါတယ်။ဒီလိုစွမ်းရည်တွေကကြားတွေဟာဘလို့မြေပြင်အနေအထားမျိုးမှမဆိုဗတ်စုံစွမ်းဆောင်နိုင်တယ်ဆိုတာကိုသက်သေပြနေပါတယ်။ချင်းသေးတွေကတော့တစ်ပင်တက်ရမှာကျွမ်းကျင်မှုနဲ့ပြီးလိုအပ်မှသာရေထဲကိုဝင်လေးရှိပါတယ်။ဒီကွာခြားချက်ကကြားတွေကိုပတ်ဝန်းကျင်မျိုးမျိုးမှာလိုက်ရောညီထွေနေပြီးရှင်သန်နိုင်စွမ်းပိုကောင်းစေပါတယ်။တကောင်နဲ့အမဲလိုက်ရတဲ့အတွက်ကြားတွေဟာလှုပ်ရှားမှုတိုင်းကိုတည်တည်ချာချာစီစဉ်ရပြီးအကောင်းဆုံးအချိန်ကိုနာရီပေါင်းများစွာစောင့်ဆိုင်းတတ်ကြပါတယ်။ဒီလိုစွမ်းအင်ချွေတာတဲ့နီလန်းကတားကောင်ရှားပါတဲ့ဒေတာတွေမှာသူတို့ကိုရှင်းတန်းနိုင်စေတာပါ။ညံရီပိုင်းမှာဆိုရင်လည်းကြားတွေကအတိတ်ကအတွေ့အကြုံတွေကနေသင်ခန်းစာယူပြီးအမဲလိုက်နည်းစနစ်တွေကိုအခြေအနေပုံမူတည်ပြီးပြောင်းလဲတတ်တယ်လို့နာမည်ကြီးပါတယ်။ချင်းသေးတွေကတော့လူမှုဆက်ဆံရေးပိုင်းမှာညံကောင်းပေမဲ့အုပ်စုကနေလက်ဆင့်ကမ်းလာတဲ့တည်ယူထားတဲ့အပြုအမူတွေကိုပဲပိုအားကိုးကြပါတယ်။မျိုးစိတ်နှစ်ခုလုံးဟာမတူညီတဲ့နီလန်းတွေနဲ့ညံကောင်းကြတယ်လို့ဆိုနိုင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နှိုင်းယှဉ်မှုတစ်ခုကတော့သူတို့ရဲ့အတန်ပါ။ချင်းသေးရဲ့ဟိန်းတန်ကို10ကီလိုမီတာကွာကနေကြားနိုင်ပြီးအုပ်စုဝင်တွေနဲ့ဆက်သွယ်ဖို့ပြိုင်ဘက်တွေကိုချိန်ချောက်ဖို့အသုံးပြုပါတယ်။ကြားတွေလည်းဟိန်းကြပေမဲ့သူတို့ရဲ့အတန်ထွက်တွေမှာတော့နှာမှုတ်တန်မန်ဖီတန်ညညူတန်တွေအပါအဝင်ပိုကျယ်ပြန့်တဲ့အတန်မျိုးစုံပါဝင်ပါတယ်။အတန်ကိုသုံးပြီးနယ်မြေပိုင်ဆိုင်ကြောင်းနဲ့ဩဇာအာဏာကိုပြသကြတာကတော့နှစ်ကောင်လုံးရဲ့တူညီတဲ့အချက်ပါပဲ။ဒါပေမဲ့ကြားတွေကရေဘူးရအားဖြင့်ပိုတိတ်ဆိတ်ပြီးကိုရောင်ဖြောက်တဲ့နည်းကိုအားသာချက်အဖြစ်အသုံးချကြပါတယ်။ကြားတွေဟာအေးခဲတဲ့စိုက်ဘေးရီးယားတောအုပ်တွေကနေအပူပိုင်းဒီရေတောတွေထိမတူကွဲပြားတဲ့ရာသီဥတုအမျိုးမျိုးမှာရှင်သန်နိုင်ကြပါတယ်။နှင်းဖုံးနေတဲ့မြေပြင်တွေနဲ့တိတ်တဲတဲ့တောနက်ကြီးတွေလိုဆိုးရွားတဲ့အခြေအနေတွေမှာတောင်ရှင်သန်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ချင်းသေးတွေကတော့ပတ်ဝန်းကျင်မျိုးမျိုးမှာနေနိုင်ပေမဲ့ဆိုးရွားတဲ့အခြေအနေတွေမှာတော့ကြားတွေလောက်ဗတ်စုံမစွမ်းဆောင်နိုင်ပါဘူး။သူတို့ကမြက်ခင်းပြင်ကျယ်တွေမှာသူတို့ရဲ့အဖွဲလိုက်မဲလိုက်နီးပြူဟာကအထီးရောက်ဆုံးဖြစ်တဲ့အတွက်အဲ့ဒီလိုနေရာတွေမှာအဓိကရှင်သန်ကြပါတယ်။ရှင်သန်နိုင်စွမ်းဘလောက်ပဲကွာခြားပါစေအခုချိန်မှာတော့မျိုးစိတ်နှစ်ခုလုံးဟာအန္တရာယ်ကြီးကြီးမားမားနဲ့ရင်ဆိုင်နေရပါတယ်။နေထိုင်ရာပတ်ဝန်းကျင်ဆုံးရှုံးမှုနဲ့တရားမဝင်အမဲလိုက်ခြင်းတွေရဲ့ချင်းချောက်မှုကိုခံနေရတာပါ။ကြားတွေကိုဆိုရင်မျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်အဖြစ်သတ်မှတ်ထားပြီးတောရိုင်းထဲမှာအကောင်ရေ4000အောက်ပဲကျန်ပါတော့တယ်။ချင်းသေးတွေကလည်းလူသားတွေရဲ့ကျူးကျော်မှုကြောင့်အရေးအတွက်ကျဆင်းလာပြီးမျိုးသုံးရန်အန္တရာယ်ရှိနိုင်တဲ့မျိုးစိတ်အဖြစ်စည်ရင်းဝင်နေပါပြီ။မျိုးစိတ်နှစ်ခုလုံးကိုကာကွယ်ဖို့ကဇီဝမျိုးစုံမျိုးပွဲတွေကိုထိန်းသိမ်းဖို့အတွက်အလွန်အရေးကြီးပါတယ်။အထူးသဖြင့်ကြားတွေကိုသူတို့ရဲ့သားမွေအယိုးနဲ့ကိုရင်းအင်္ဂါတွေအတွက်ပြစ်မှတ်ထားကြပြီးဒီအချက်တွေကတရားမဝင်တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုဈေးကွက်ကိုအားပေးသလိုဖြစ်နေပါတယ်။ထိန်းသိမ်းရေးကြိုးပမ်းမှုတွေဆက်လက်လှုပ်ဆောင်နေပေမဲ့တောပရင်နှစ်ပါးစလုံးအတွက်အချိန်ကတဖြည်းဖြည်းကုန်ဆုံးနေပါပြီ။
ချင်းသေးတွေဟာအထူးသဖြင့်အနောက်တိုင်းယဉ်ကျေးမှုတွေမှာရဲစွမ်းတတိနဲ့မင်းမျိုးမင်းတွေတို့ရဲ့အထိမ်းအမှတ်အဖြစ်ရှေးရခင်ကလေးကရှိခဲ့ပါတယ်။ဗြိတိရှဘုရင်စနစ်ဒါမှမဟုတ်ရှေးခေတ်အီဂျစ်ရုပ်တုတွေကိုပဲကြည့်လိုက်ပါကြားတွေကလည်းအာရှရိုးရာဓလေ့တွေမှာအလားတူလေးစားကြည့်ညိုမှုကိုရရှိပြီးစွမ်းအားအကာအကွယ်နဲ့ဝိညာဉ်စွမ်းရည်တို့ရဲ့ပြရုပ်အဖြစ်သတ်မှတ်ခံရပါတယ်။ဒီတိရစ္ဆာန်နှစ်ကောင်လုံးဟာလူသမိုင်းနဲ့ဒဏ္ဍာရီတွေထဲမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေပါတယ်။ကဲဒါဆိုဘသူကတောဘရင်အဖြစ်ပေါ်ထွက်လာမလဲ။တကယ်လို့ကိုကာရက်ခွန်အားနဲ့အရွယ်စားနဲ့တိုက်ခိုက်ရေးစွမ်းရည်တက်တက်ကိုပဲကြည့်မယ်ဆိုရင်တော့အနိုင်ရသူကကြားပါပဲ။ပိုကြီးတဲ့ကြွက်သားထုပိုပြင်းတဲ့ကြိုက်အားနဲ့ဓာတ်ရိုက်ရင်ဆိုင်တိုက်ခိုက်မှုတွေမှာတက်တည်ပြထားတဲ့မှတ်တမ်းတွေကြောင့်ကြားဟာကာယပိုင်းရတာလုံတဲ့တာရဲဖြစ်ပါတယ်။ဒါပေမဲ့လူမှုဆက်ဆံရေးခေါင်းဆောင်မှုနဲ့ယဉ်ကျေးမှုဆိုင်ရာတက်ရောက်မှုတွေကိုထည့်စဉ်းစားမယ်ဆိုရင်တော့ချင်းသေးကအသာစီးရနေစေပါပဲ။အနှစ်ချုပ်ရရင်တော့နှစ်ကောင်စလုံးဟာသူတို့ရဲ့သက်ဆိုင်ရာနယ်ပယ်တွေမှာဘရင်စင့်တန်းကိုပိုင်ဆိုင်ကြတယ်လို့ဆိုရမှာပါ။ကွာခြားချက်ကတော့တင်ကိုယ်တိုင်ကဘယ်ရည်ချင်းတွေကိုပို့ပြီးနှစ်သက်တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ်။တင်ကကြားဘက်ကဖြစ်ဖြစ်ချင်းသေးဘက်ကဖြစ်ဖြစ်ညင်းလို့မရတဲ့အမှန်တရားတစ်ခုကတော့ခန္ဓာကြီးကျဲတဲ့တရားဝါတွေဟာကျွန်တော်တို့အားလုံးရဲ့လေးစားမှုတန်ဖိုးထားမှုနဲ့အကာအကွယ်ပေးမှုကိုရရှိဖို့ထိုက်တန်နေဆိုတာပါပဲ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့သုံးသက်ချက်ကနေပရိသတ်တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။တိရစ္ဆာန်လောကအကြောင်းပုံမနှဆိုင်တဲ့လေ့လာမှုတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားဖို့မမေ့နဲ့နော်။ဘသူကတကယ်ဘရင်ဆိုတဲ့ဘွဲကိုပိုင်ဆိုင်တယ်လို့ထင်မြင်ပါသလဲ။ comment မှာတင်းရဲ့အမြင်တွေကိုရေးခဲ့ပေးပါဦး။နောက်တစ်ကြိမ်ပြန်မတွေ့ခင်အထိတင်းတို့ရဲ့စူးစမ်းလိုစိတ်ကိုဆက်လက်ထိန်းသိမ်းပြီးတဘာဝတရားရဲ့အံ့ဖွယ်တွေကိုဆက်လက်ရှာဖွေစူးစမ်းနေဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။